အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီစကားလုံးတစ်လုံးနဲ့ကိုပဲကိုရီးယားစာအုပ်ပေါ့စပြီးတော့လေ့လာတဲ့အချိန် beginner အဆင့်မှာသုံးတဲ့ OWI နဲ့အတန်းကြီးလာတာနဲ့အမျှသုံးတဲ့ OWI လေးတွေနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်မှာဖြစ်ပါတယ်ကဲအဲ့တော့ beginner မှာလမ်းတွေကိုဂီးလို့ဆိုပြီးတော့တည်ထားပေမဲ့အတန်းကြီးလာလို့ရှိရင်ဂီးလို့တစ်မျိုးတည်းမသုံးတော့ဘဲနဲ့ဒီ OWI လေးတွေကိုသုံးကြည့်ပါမယ်ပထမဆုံးလမ်းမကိုဒိုဂီးလို့မသုံးဘဲနဲ့အတန်းကြီးလာရင်ဒိုလမ်းသွဲတို့လမ်းငယ်တို့ဆိုလို့ရှိရင် 골목이နောက်တစ်ခါရှောက်လန်းတို့ platform တို့ဆိုလို့ရှိရင်ဒိုဘိုလူကူးမြင့်ကြားဆိုလို့ရှိရင်ဟွန်းတန်းဘိုတို့ပန်းချံနေမှာပေါ့နော်ရှိတဲ့ရှောက်လန်းလေးတွေပေါ့ကန်တော်ကြီးတို့ဘာတို့မှလည်းအဲ့လိုလမ်းသွဲလေးတွေကိုမြင်ရမှာဖြစ်ပါတယ်အဲ့လိုရှောက်လန်းလေးတွေကိုမြင်ရပါတယ်အဲ့ဒါကိုစန်ချက်တို့နောက်တစ်ခုကအဝေးပြေးလမ်းမကြီးတွေဆိုလို့ရှိရင်ကိုဆုတ်တို့အဲ့တော့ဘယ်လမ်းကိုပဲတွေ့ဂီးလို့တစ်မျိုးတည်းမသုံးမဲနဲ့ဒီ OWI လေးတွေကိုလည်းသုံးကြည့်လို့ရပါတယ်အဲ့တော့နောက်ဗီဒီယိုလေးတွေမှာဘယ်လိုအကြောင်းနဲ့ပတ်သက်ပြီးမျှဝေပေးမလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်